င်္ဂလာပါဗျာတနခါလေးနဲ့မောင်နှကားလေးကပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်ကျွန်တော်အခုဒီဗီဒီယိုဖိုင်လေးကတော့ကျွန်တော်တို့15ရက်နေ့ဗုဒ္ဓဟူးနေ့တွေကျွန်တော်ရဲ့တလုံးနဲ့သောလုံးမိုင်ပတ်တိနဲ့ဓာတ်ကွက်ကောင်းမယောဝက်ကိုကျွန်တော်အလက်ကားလာရောက်မျှဝေပေးတာဖြစ်ပါတယ်ဗျာဒါဆိုတော့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုတာနဲ့စိတ်ချမ်းသာခြင်းကိုယ်ကြမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရစနာရဲ့တလုံးတော်ရတဲ့ပြည့်စုံကြပါစေလို့ကျွန်တော်နှကားလေးကဥစွာပထမနှုတ်ခွန်းဆက်တာဂါရဝပြုပါတယ်ကဲကျွန်တော်တို့ဒီနေ့ကတော့ဒါမင်္ဂလာထက်ရှိပြန်ပြီဗျာနော်အင်္ဂါနေ့ဗျာနော်အင်္ဂါနေ့မှာမင်္ဂလာရှိတယ်ပေါ့နော်ဘလို့ရှိလဲဆိုတော့ကျွန်တော်ရဲ့သေချာရေရာစွာပေးထားတဲ့သေချာချက်ကတော့ပေတရာထက်မှမြေစာမြက်ဆိုင်ထားတဲ့ကျင်းသေးတယ်ဆိုကျွန်တော်ထိပ်စီး3လုံးအခွေ3အောင်မြင်ပါပြီဗျာနော်အားလုံးပဲကထိပ်စီးသီးတဲ့လိုက်တဲ့သူတွေ1နှစ်ထိပ်စီးရော2 3ထိပ်စီးရောအားလုံးအဆင်ပြေပါပြီရလိုက်ပေါက်လိုက်တဲ့သူတွေ comment မှာမြင်နေပါတယ်ကျွန်တော်တို့မနေ့က1ခွန်38ပြိတ်မှာဘယ်လောက်ဖို့ရပါတယ်ညနေပိုင်း33မှာဘယ်လောက်ဖို့ရပါတယ် comment မှာမြင်တွေ့ကြပါတယ်ဗျာနော်ဒါအဆင်ပြေတဲ့ဟာလေးပြောပြတာဝမ်းချင်းတော့မထီဘူးဒါပေမဲ့ဝမ်းချင်းစော့တဲ့သူတွေဗုဒ္ဓနေ့မှာအဆင်ပြေအောင်လုပ်ပေးမယ်ဟုတ်ပြီလားနော်တူတယောက်ချင်းစီတူမှစိတ်မပူနဲ့အဆင်ပြေအောင်အားလုံးလုပ်ပေးမယ်ကဲပြောမယ်ကြံရက်လိုက်ဖို့ပြောမယ်ဗျာနော်ကြံရက်လိုက်ဖို့ကဘာလဲဆိုတော့ကကြံရက်လိုက်ဖို့တစ်လုံးနဲ့သောပရိတ်ပြောပေးခဲ့မယ်3ပရိတ်တစ်လုံးနဲ့လိုက်ချင်တဲ့သူတွေ3ပရိတ်33 85 ကနန်းလေးခွက်ကိုမွေးထားဟုတ်ပြီလား38ပရိတ်လိုက်မယ်3ပရိတ်လိုက်မယ်သူတွေ33 85ဆိုတဲ့ကနန်းလေး၄ခွက်ကိုမွေးထားဟုတ်ပြီလားနော်ခုပြောမှာကဘာလဲဆိုတော့ကျွန်တော်တလုံးနဲ့သောလုံးမိုင်ပတ်တိမပြောခင်မှာကျွန်တော်ဘာပြောချင်လဲဆိုတော့ဘောနော်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုတာနဲ့ကျွန်တော်ထုံးစံတိုင်းပြောနေတဲ့အချက်ကလေး3ချက်ကိုနှိပ်သွားနံပါတ်1ချက်အများမြင်များပေါ့အောင်ဗီဒီယိုဖိုင်လေးကို share ပေးသွားနံပါတ်2ချက် comment မှာကျွန်တော်နှုတ်ကပြောတဲ့ကဏ္ဍလေးကို comment မှာပေးသွားနံပါတ်3ချက်ကျွန်တော်ဗီဒီယိုအသစ်တွေဒီတိုင်းတွေ့မြင်အောင်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကို like and follow လုပ်သွားဟုတ်ပြီလားနော်ဒါဆိုကျွန်တော်ကမနေ့ဖန်မှာ like ဖို့တလုံးနဲ့သောလုံးမိုင်ပေးမယ်ဒီလုံးမိုင်မပြောခင်မှာကျွန်တော်နော်မဟုတ်ဖို့ရှာနေကြ၄လုံးအခွေလေးပေးသေးရမလို့ငွေပေးသေးရမလို့ပေါက်မှပေးပေါက်ပေး2000ကျပ်နဲ့ပေးမှာလို့ချင်း Viber ဖုန်းနံပါတ်ဒီပေါ်မှာတင်ပေးထားတယ် Viber ဖုန်းနံပါတ်နဲ့ကျွန်တော်ပေး Messenger မှာလာယူလို့ရတယ် Viber ဖုန်းနံပါတ်က3999853995လာယူလို့ရတယ်နော်ဒီပေါ်က link လေးရတော့ Telegram link လေးပါ Telegram channel ကို join ထားပြီးတော့ share ကနေမရသေးတဲ့သူတွေလာယူလို့ရတယ် Telegram မရှိတဲ့လူတွေကျွန်တော်ပေးမှာတင်ပေးထားပါတယ် share ကနေတကွက်ကောင်းတွေကိုတင်ပေးထားပါတယ်နော်အားလုံးပဲဒါကြောင့်မလို့ဒါအများကြီးများပေါ့ share ကနေမရသေးရင်လည်းဒီ page ထဲမှာဝင်ကြည့်ပါTelegram မှာလည်းတင်ပေးထားပါဒါကြောင့်မလို့ Telegram channel ကို join ပါဗျာနော်ကဲဒါဆိုမနေ့ကအတွက်ပြောတင်ပြောထိုက်တဲ့ကဏ္ဍလေးကိုကျွန်တော်ပြောမယ်ဘာလဲဆိုတော့ကျွန်တော်တို့ကဏ္ဍကကျွန်တော်တို့9လုံးထွက်ပြီးသွားပါပြီကဏ္ဍ9လုံးထွက်ပြီးသွားပြီဆိုတော့ကဏ္ဍ9လုံးအခွေဗုဒ္ဓနဲ့တနေကုန်မှာကြိုက်ပါတယ်ကျွန်တော်တို့9လုံးအခွေတွေကဆိုရင်ဘာကဏ္ဍမျိုးလေးတွေကြိုက်လဲဆိုရင်8ရဲ့8ခွန်ရဲ့3ည1ရဲ့3ညခွန်ရဲ့20ခွန်ရဲ့ဒီကနေ့လေး9ခွက်ကိုကြိုက်ပါတယ်မနေ့ကဗုဒ္ဓနဲ့တနေကုန်မှာလည်းကျွန်တော်ညီကိုကြိုက်ပါတယ်နော်ဒီတော့ ထွက်ပြီးသားကနေ့နဲ့ကညီကိုထိုးပါဗျာနော်ထွက်ပြီးသားကနေ့နဲ့ကညီကိုတွေထိုးပါနော်အားလုံးပဲထူးချယ်ကနေ့9ခွက်ကတော့8 8ခွန်3ည1 3ညခွန်2ခွန်နော်နန်းလေး9ခွက်ပါရွေးချယ်ပေးလိုက်ပါပြီဗုဒ္ဓနဲ့တနေကုန်သာကျွန်တော်ရဲ့တလုံးနဲ့သောလုံးပိုင်ပတ်သီးလေးကတော့4ပိုင်4ပတ်သီးလေးဖြစ်ပါတယ်ဗျာနော်4နဲ့ဆိုရင်45ကတော့ကျွန်တော်တို့ဓကွက်ကောင်းဖြစ်ပါတယ်ဗျာနော်အားလုံးပဲကဲအစီအပြေမှုတွေပိုင်ဆိုင်နိုင်ကြပါလို့ကျွန်တော်ကဆူတောင်းပေးပါတယ်ချက်ကနေမရသေးတဲ့သူတွေဒီပေတန်းမှာဝင်ကြည့်ဒီဘော Telegram link ကို join ပြီးတော့ Telegram ထဲမှာလည်းတွားရောက်ကြည့်ရှုလို့ရပါတယ်ဗျကဲအားလုံးပဲပေါ့နော်ဗုဒ္ဓကြာသာပတိတောက်ကြဒါ၄လုံးအခွေကိုလိုချင်နေဆိုရင် Viber ဖုန်းနံပါတ်3999853995လေးနဲ့ကျွန်တော်ရဲ့ Pay Messenger မှာ live ပြလို့ရပါတယ်ပေးစရာမလို့ငွေပေးစရာမလို့ပေါက်မှပေးပေါက်ပေး2000ကျပ်နဲ့ကျွန်တော်ချပေးမှာပါဗျာနော်ကဲအားလုံးပဲလိုချင်တဲ့သူတွေလာယူပါတလုံးပိုင်ပတ်တိက4ပိုင်4ပတ်တိ4လို့ဆိုထွက်ပြီးသားကတန်းနဲ့ကဲတကွက်ကောင်းထိုးခြင်းလဲဆိုတော့45တကွက်ကောင်းပါဗျကဲအားလုံးပဲအဆင်ပြေကြပါစေနော်ဒီဗီဒီယိုဖိုင်လေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်လို့ယူဆရရင်နံပါတ်1ချက်ဒီဗီဒီယိုဖိုင်လေးကိုအများများပေါ့အောင် share ပေးသွားနံပါတ်2ချက်ကျွန်တော်နှုတ်ကပြောတဲ့ကနေ comment မှာ man ပေးသွားနံပါတ်3ချက်ကျွန်တော်ဗီဒီယိုအသစ်တွေတင်နှံ့တွေ့မြင်အောင်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကို like and follow နဲ့ကူညီခဲ့ပါမိတ်ဆွေတို့လည်းဒီနေ့မှဒီနောက်လာမယ့်မနေ့ဖြန်ပေါင်းများစွာမင်္ဂလာရှိတဲ့မနေ့ဖြန်တွေပိုင်ဆိုင်နိုင်ကြပါစေဆန္ဒနဲ့ဘဝတွေတက်ကြပါစေတာယာပြောဆွေးနေကောင်းတဲ့မိသားစုဘဝတို့ပုံဖော်ဖန်တီးနိုင်ကြပါကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးကိုချစ်ပါတယ်ဗျဘိုင်ဘိုင်ပါ